ဒီနေ့ပိတ်ရက်လေးမှာမနက်စာအနေနဲ့ဖြည့်ချထားတာကတော့ဟင်းတုပ်ပါကုံစင်းနှုံးတွေကတက်လာတော့စိုက်မှာသွားဆိုင်ရင်မတန်သလိုခံစားရလို့အိမ်မှာရှိတာတွေထည့်ပြီးဟင်းတုပ်လေးလှုပ်ရှားပါမယ်ဆက်ကြည့်ပေးပါဦးနော်အရင်ဆုံးဟင်းတုပ်ရဲ့အသက်ဖြစ်တဲ့ကြက်သွန်မိတ်တွေကိုထိတ်တွေဖြတ်ပြီးရေစင်အောင်စီးပေးပါအခုမြင်နေရတဲ့ကြက်သွန်မိတ်တွေအကုန်မှ1500ပဲပြီးခဲ့ရပါတယ်တန်တယ်နော်အောက်နားကိုဖြတ်ထုတ်ပြီးရေစစ်ထားပါမယ်ဒါကတော့ဂျူးမြစ်1000ပိုးပါဟင်းတုပ်နဲ့တွဲစားဖို့ပါမလိုတာတွေဖြတ်ထုတ်ပါမယ်ဂျူးမြစ်တွေကိုရေဆေးပြီးစားရည်စိမ်းထားပေးပါငွေနှင်းမှုကတော့အိမ်မှာအစင်သင့်ရှိနေလို့ထည့်လိုက်မယ်နော်မရှိရင်မထည့်လည်းရပါတယ်ဆောနာကရေစစ်ထားတဲ့ကြက်သွန်မိတ်ရဲ့အရင်ပိုင်းကိုပပလေးလှီးပြီးကျန်တဲ့အပိုင်းကိုလက်တစစ်လှီးပေးပါဒါကဝက်ကြိတ်သားပါစားကြက်သားမှုန့်ဂျင်းမှုန့်နဲ့ပဲငပြားရည်အကြည်ထည့်နေပြီးအရသာစိတ်ဝင်အောင်ခဏထားလိုက်ပါမယ်ဟင်းတုပ်ထုတ်ဖို့အတွက်ငပြောရက်တွေကိုရေနွေးဖြောပေးပါအဲ့လိုရေနွေးဖြောရင်ငပြောရက်တွေကပျော့သွားလို့ဟင်းတုပ်ထုတ်တဲ့အခါလိုတလူခောက်လို့ရသွားပါတယ်စပူဆောင်ရဲ့မြေပဲစီနဲ့ဆောနာကပပလှီးထားတဲ့ကြက်သွန်မိတ်အရင်ပိုင်းကိုစီတက်ပါမယ်အနက်ပူမွေးအောင်လို့ပါလက်တစစ်လှီးထားတဲ့ကြက်သွန်မိတ်ရဲ့နှွင်ထားတဲ့မှုရဲ့ဆောနာကစီတက်ထားတာရဲ့အရသာနေထားတဲ့ဝက်ကြိတ်သားတွေရဲ့မွေးတစိမ့်ဆန်မုံတစ်ခွက်နဲ့ကောင်းမြတ်မောက်ခွက်တစ်ဝက်ထည့်ပါမယ်ကြက်သားမုံနဲ့စားနည်းနည်းထည့်ပြီးအားလုံးရောသွားအောင်လို့နေပေးပါနော်ရေကိုတော့ခွက်တစ်ဝက်ကြော်ထည့်ပါမယ်နည်းနည်းချင်းထည့်လိုက်နေလိုက်လုပ်ပေးပါစီထမင်းစားစုံတစ်စုံထည့်ပြီးမှွေပေးပါအခုဆိုဟင်းတုပ်ထုတ်ဖို့အတွက်အစင်သင့်ဖြစ်ပါပြီငပြောရွက်ပေါ်ဆွမ်းနာကနေထားတဲ့အစာပလာတွေထည့်ပြီးအထုပ်ကလေးဖြစ်အောင်ပေါင်းမကြအောင်လို့ခောက်ပေးပါငပြောရွက်ကိုရေနွေးဖြောထားတော့ခောက်ရလွယ်ပါတယ်ပေါင်းဦးတဲ့ဟင်းတုပ်ကလေးတွေထည့်ပြီးမိနစ်40ပေါင်းထားပါမယ်အဲ့ချိန်သူနဲ့တွဲစားဖို့ကြက်သွန်ဖြူတွေထောင်းပြီးစီချက်ချက်ပါမယ်မီးအနေတော်လေးထားပြီးချက်ပေးနော်နောက်ပြီးငရုတ်သီးကြော်ဖို့အတွက်ကရမ်းငရုတ်သီးကြောက်ကိုထောင်းပြီးနှမ်းအနှဲငယ်ပါထည့်ထောင်းလိုက်ပါစီပူလာရင်တော့ထောင်းထားတာတွေထည့်ပြီး3-4ချက်လောက်ဝေလိုက်ရင်ငရုတ်သီးကြော်လေးရပါပြီအခုဆိုရင်မိနစ်40ပြည့်ပြီမို့ဟင်းထုတ်တွေကြက်မကြက်တည်အောင်လို့အထုပ်သေးလေးတစ်ခုကိုစဖွင့်ကြည့်ပါမယ်โอเคပါတယ်အီထွေးလေးပါစားဖို့အတွက်ပြင်ဆင်ပါမယ်အပေါ်ကနေကြက်သွန်ဖြူစီချက်နဲ့ငရုတ်သီးကြော်လေးတင်ပြီးတွဲစားဖို့ဂျူးမြင့်နဲ့နန်းနန်းပင်လေးလည်းထည့်လိုက်ပါမယ်ရီနွေးချမ်းလေးပါတခါတည်းပြင်ထားလိုက်မယ်နော်အခုဆိုစားဖို့အဆင်သင့်ဖြစ်ပါပြီထွေဟင်းထုတ်ပူပူလေးတစ်လုံးစားဂျူးမြစ်လေးတွေကြိုက်ရေနွေးလေးကိုမှုတ်ပြီးတောက်အိုးတကယ်စားကောင်းတဲ့မနက်စာလေးပါပဲအကုန်အကြမများပဲအရသာလည်းရှိလို့လှုပ်ရှားကြည့်ပါနော်စားလိုက်ပါဦးမယ်ပူတေတိုဗလော့လေးကိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်